โอเคအားလုံးပဲမင်္ဂလာပါပေါ့နော်ကျွန်တော်ဒီတစ်ခါဒီဗီဒီယိုလေးမှာကျွန်တော်ဘာကြောင့်လဲပြသွားမလဲဆိုတော့ကျွန်တော်ရှင်မှာဒါမျိုးဒီမိုက်တစ်လုံးရောက်ထားပါတယ်ဒီမိုက်ကလေးကဘာဖြစ်တာလဲဆိုရင်တော့မကောင်းတာပေါ့နော်သူ့ရဲ့ပြချက်ကမကောင်းတာပါဒီမိုက်ကလေးကဘာဖြစ်တာလဲဆိုတော့မကောင်းတာဒါကတော့သူကျိုးကြီးပေါ့နော်ဒါကျွန်တော်ပြည်သူတွေကဒါမျိုးကျိုးနဲ့လာတယ်လို့သိအောင်လို့ဒီကျိုးချိတ်ထားတာပါโอเคကျိုးကိုမျက်စိရှုပ်လို့ခဏဖယ်ထားလိုက်မယ်သူကကျိုးကပြက်တာမဟုတ်ဘူးဒီမိုက်ကပြက်တာပေါ့နော်မိုက်ကဘယ်နာပြက်တာလဲဆိုရင်ကျွန်တော်တို့ဒီမဲ့ကျွန်တော်တို့ဒီမှာပြဿနာတန့်တွေ့တယ်ပေါ့နော်ဒီမှာပါသူကဒီတိုင်းလေးလာမယ်ပေါ့နော်ဒါကအပေါ်ကဒီဥစ္စာဒါကျွန်တော်တို့ speaker ပါတယ်ဒီကဒီဖော်ပြားလေးအောင်မှာကျွန်တော် speaker ပါတယ်ပေါ့နော်ဒါဖော်လေးပါဒီဖော်လေးအောင်မှာ speaker ပါတယ်အဲ့ speaker လေးနဲ့ဒီကျိုးလေးနဲ့တွဲထားပါတော့ဒီကျိုးလေးနဲ့တွဲထားတာခုသူကဒီတိုင်းလေးတွဲထားတာပေါ့ဒီတိုင်းလေးတွဲထားတာအခုဒီ speaker ကလာတဲ့ wire နဲ့စဒီခဲနေရမှာလာကက်ကမှာပါဒီခဲရလေးနှစ်ခုမှာလာကက်ကမှာပေါ့နော်အခုကသူကပြုတ်သွားတယ်ဆိုတဲ့အတွက်ကြောင့်ဒီပြုတ်သွားတယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီကောင်ပြန်တက်ကြမယ်ပေါ့နော်ဒီကောင်ပြန်တက်မယ်ပြန်တက်ပြီးတော့ဆန်းကြည့်မယ်ပေါ့နော်โอเคပါကျွန်တော်ကဒါ mic တော့အမှန်တိုင်းပြောရင်ကျွန်တော်ဒါ mic ကိုအသေးသေးကထိုင်ပြီးပြင်တက်ပါဘူးဒါမျိုး wire ပြုတ်တာတို့ speaker လဲရတာတို့ဆိုရင်ကျွန်တော်လည်းလုံးတက်တာပေါ့နော်ပြဿနာတွေကကျွန်တော်တို့ဒီတစ်ခုလေးလိုပဲထင်တယ်ပေါ့နော်ဒီခလုတ်ကလေးလည်းမဖြစ်နိုင်ဘူးပေါ့နော်ခလုတ်ကလေးလည်းမဖြစ်နိုင်ခလုတ်ကလေးဒီမဲ့တက်အနေရပဲအကောင်လေးပေါ့နော်ကျွန်တော်ဒီကပဲဖြစ်ပါတယ်ခေဒါကြောင့်မလို့ကျွန်တော်တို့အရင်ဆုံးဒီထက် speaker wire နှစ်ဆအရင်ထုတ်ကြမယ်ပေါ့နော်ပေးပေးထားလိုက်မယ်ဒီတိုင်းလေးပေါ့နော်ဒီတိုင်းလေးထုတ်ကြမယ်โอเคပေါ့နော်ကျွန်တော်အခုကျွန်တော်ဒီမှာခွာလိုက်ပါပြီကျွန်တော်ဘာလေးကိုခွာလိုက်လာလဲဆိုတော့ဒီမှာပေါ့နော်ဒီနားကျွန်တော် speaker လေးကိုဒီတိုင်းလေးကန်ရကျွန်တော်ဒီတိုင်းလေးခွာလိုက်တယ်ဒီဘောကော့ဘေးလေးလေးကျွန်တော်ခွာလိုက်တယ်ပေါ့နော်ဘာလို့ကျွန်တော်ဒီလိုခွာပစ်ကြတာလဲဆိုတော့ဒီကွန်တာလေးဒါဘလို့မဟုတ်ဒါဒီနဲ့အမြင်လေးတွေကျွန်တော်တို့ဆွဲထုတ်လို့မရတယ်ပေါ့နော်ကွန်လာလည်းရမ်းသွေးရတဲ့ကြောင့်လက်ကလည်းမငြင်းတော့ဆွဲထုတ်လို့လည်းမရဘူးမရတော့ကျွန်တော်တို့ဒါ speaker လဲပေးကြမယ်ပေါ့နော်ဒီ speaker လဲပေးဖို့အတွက်ဆိုလဲကျွန်တော်ရှိမှာဒါ speaker ကအဘူကလည်းမရှိဘူးစောင့်ထားလည်းမရှိဘူးမိုက်ကကျွန်တော်လည်းဒါအခုမှစပြင်ဘူးတာပေါ့နော်မိုက်ကဒါမျိုးမိုက်ဆိုတော့လေခုမှကျွန်တော်စပြီးဒီလိုဝါယာလေးတွေတက်ကမယ်ဆိုပြီးကျွန်တော်လည်းကောက်ယူလာလိုက်တာအခုကျတော့ဝါယာလေးတွေမဟုတ်ဘူးနော်ပြဿနာနီးလန်းမျိုးစုံဖြစ်နေပေါ့နော်အဲ့တော့ကြောင့်ဒီ speaker လေးကိုလဲရမယ်ဒီ speaker လေးကိုလဲဖို့တော့ကျွန်တော်ဒီမှာ speaker မရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒါမျိုးဒီနှစ်ချက်က mic လေးနဲ့ကျွန်တော်လဲကြည့်မယ်ပေါ့နော်ရာလားမရလားတော့ကျွန်တော်လည်းအတက်ကတော့မပြောရဘူးကျွန်တော်လည်းမမြင်ဘူးအခုမှကျွန်တော်လည်းဒါမရတဲ့တော့ကျွန်တော်လည်းဒါရှောက်ပဲလုတ်လိုက်မှာပေါ့နော်ရှောက်ပဲလုတ်လိုက်မှာဒါမျိုးဒီနှစ်ချက်က speaker လေးနဲ့ကျွန်တော်တစ်ချက်လဲကြည့်ပါမယ်โอเคပါလားကျွန်တော်ဒီတန်လိုက်ပါခွာခြင်းကမခွာခြင်းနေရရပေါ့နော်ကျွန်တော်တော့မခွာတော့ဘူးတန်လိုက်ကလေးကိုကျွန်တော်နှစ်ချက်ကိုကျွန်တော်ဘယ်မှာတက်ကမလဲကျွန်တော်တစ်ချက်ပြမယ်ပေါ့နော်ဘယ်ငုတ်တွေမှာတက်ကမလဲဆိုရင်ဒီမှာပေါ့နော်ဒီမဲ့ကြီးဆိုပြီးရေးထားတဲ့ငုတ်ပေါ့နော်ဒီကြီးဆိုပြီးရေးထားတဲ့ငုတ်မှာကျွန်တော်တို့ဒီအနှုတ်ကိုတက်ကမယ်ကြီးဆိုပြီးရေးထားတဲ့ငုတ်မှာကျွန်တော်အနှုတ်ကျိုးတက်ကမယ်ဒီဘက်ကဒီမှာအမ်မင်ဆိုပြီးတော့လေရေးထားရပါတော့ဒီဘက်မှာဒီမှာအမ်မင်သင်္ကေတလေးနဲ့ပေါ့နော်သူအရန်သေးတော့ဒါကင်မရာထဲမှာလို့တိတ်မမြင်ရအကြီးမှာအပြင်မှာဆိုတော့ဒါနည်းနည်းလေးမြင်ရတယ်ပေါ့နော်နည်းနည်းလေးတိတိသားလေးမြင်ရတယ်ဒီဘက်ကြီးဆိုတော့ ground မှာ ground ဆိုတာတော့ကျွန်တော်တို့ဒီအနှုတ်ကျိုးကိုဒီမှာတက်ကမယ်ဒီဘက်ကအမ်မင်ဆိုတော့ဒါ mic ကိုပြောပါပေါ့နော် MIC mic ကိုပြောပါအဲ့အမ်မင်ဆိုတဲ့နေရာမှာအပေါင်းကျိုးတက်ကမယ်ပေါ့နော်โอเคပါကျွန်တော်ဘာလို့အခုလိုပြောပြအရှာရှင်းပြနေရလဲဆိုရင်တော့ကျွန်တော်ဝါယာကျိုးတက်တဲ့ပိုင်းကျွန်တော်နည်းနည်းကြောလိုက်မယ်ပေါ့နော်ဘာလို့လဲဆိုရင်ဒီကောင်နဲ့ဒါသေးတော့နည်းနည်းကတိရဲပေါ့နော်တက်ကတာအဲ့အတွက်ကြောင့်ဒီကင်မရာနဲ့ဒီရှင်းရှင်းလေးနဲ့မမြင်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုလေးနဲ့ကျွန်တော်ကြောလိုက်ပါမယ်โอเคပါအဲ့ဒါဆိုရင်တော့ကျွန်တော်ဒီငုံငုံမှာကျွန်တော်ဒီအပေါင်းကျိုးနဲ့နှုတ်ကျိုးတက်မယ်ပေါ့နော်ဂျီဆိုတဲ့ငုံမှာနှုတ်ကျိုးတက်ပြီးအမင်ဆိုတဲ့ငုံမှာအပေါင်းကျိုးတက်ပါမယ်ကျန်တဲ့ဒီ R တို့ N တို့ဆိုတာဒါနှစ်ချက်ငုတ်တွေပေါ့နော်ဒီ R တို့ N တို့ဆိုတာဒါနှစ်ချက်ငုတ်တွေပါဒီငုတ်တွေပါကျွန်တော်သွားမတက်ပါနဲ့ဒီ R တို့ N တို့မှာကျွန်တော်တို့နှစ်ချက်ငုတ်တွေပေါ့နော်အဲ့ငုတ်တွေမှာကျွန်တော်သွားမတက်ပါနဲ့ကြီး G နဲ့ M မှာပဲသွားတက်ပါโอเคပါပေါ့နော်အခုကျွန်တော်ဒီမဲကျွန်တော်ဒီခဲလေးတွေတက်ပြီးသွားပြီဒီမဲကျွန်တော် G ဆိုတဲ့ငုံမှာအဖြူရောင်ဝါယာကြိုးလေးကိုတက်ပြီးတော့ဒီ M ဆိုတဲ့နေရာမှာကျွန်တော်အစင်းရောင်ဝါယာလေးကိုတက်လိုက်တယ်ပေါ့နော်โอเคဒါလေးကိုကျွန်တော်ဒီမှာဒါတက်မယ်ပေါ့နော်ဒီမှာလည်းသူအပေါင်းလို့ရေးထားတာမသိဘူးအပေါင်းလို့ရေးမထားရင်ကျွန်တော်တက်ချင်တယ်လို့တက်လို့ရတယ်ပေါ့နော်ဒီဘက်နှစ်ငုံမှာကျွန်တော်စော်လိုက်မယ်ဒီဘက်ကနှစ်ငုံကကျွန်တော်ဒီမိုက်ကဒီကလာတဲ့ဒီငုတ်တွေကလာတဲ့ကျွန်တော်ကြိုးပေါ့နော်ဒါမိုက်ရဲ့အဝင်ကြိုးဒီဘက်ကနှစ်ငုတ်ကဒီလွတ်နေတဲ့နှစ်ငုတ်ကိုဒီဝါကျုံတစ်ချောင်းတက်မယ်ပေါ့နော်တက်ချင်တယ်လို့တက်လို့ရပါတယ်
okay ပါအခုကျွန်တော်ဒီမဲ့ကျွန်တော်တက်လို့ပြီးသွားပြီပေါ့နော်တက်လို့ပြီးသွားပြီဒီဘက်မဲ့ဆိုတော့ဒါတေချာလေးကြည့်လိုက်ပါတော့ကျွန်တော်ဒီတေချာလေးဒီမဲ့တက်တာလေစမ်းတာလွတ်တဲ့နှငုံမှာဒီ G ဆိုတဲ့ငုံနဲ့ M ဆိုတဲ့ငုံကကျိုးနေချောင်းကျွန်တော်တက်လိုက်တယ်ပေါ့နော်တက်ပြီးသွားရင်ဒါကျွန်တော်တို့ဒီမိုက်ကလေးကိုဒါစမ်းကြည့်မှာပဲဖြစ်ပါတယ် okay ပါအဲ့ဒါကျွန်တော်ဒီကောင်လေးကိုဒီတိုင်းပြန်ထည့်လိုက်မယ်Okay ထည့်ပြီးသားကျွန်တော်တို့ဒီပါခွင့်ရမယ်ကြက်ပြီးသွားပါပြီကြက်ပြီးသွားတဲ့ဒါဆိုကျွန်တော်ဒီမှာအောက်ဆက်လေးချေပေါ့အဲ့အောက်ဆက်လေးနဲ့ကျွန်တော်စမ်းလိုက်မယ် Okay ပါပေါ့နော်ဒီကျွန်တော်အခုလိုပြုပြင်ကြတဲ့နီတန်းလေးကမရပါဘူးဘာလို့မရတာလဲဆိုရင်တော့သူကကျွန်တော်အထင်ပြောပြပါပေါ့နော်ကျွန်တော်အထင်ဆိုရင်ဒီ mic ထဲမှာပါတဲ့ original ဒီ mic speaker လေးကကျွန်တော်တို့နှစ်ချက်က mic နဲ့သူကနည်းနည်းပိုကြီးတယ်ပေါ့နှစ်ချက်က mic နဲ့ပိုကြီးတယ်အဲ့ကြတော့သူကအုံးနေပါလေပိုပတ်များလို့နေလိမ့်မယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီနှစ်ချက်က mic သေးသေးလေးနဲ့မရတာပေါ့နော်သူ့လိုပုံစံတူမျိုးပြန်ထည့်နိုင်တော့ရပါတယ်သူ့လိုပုံစံတူဒီ mic မျိုးပြန်ထည့်နိုင်တော့ရတယ်ပေါ့နော် okay ပါကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ကဒါဘာလေးဘူးတူတာလေးမျှဝေပေးခြင်းလဲဆိုတော့ကျွန်တော်မျိုး mic တွေတို့အတွင်းက mic ဆန်ပေါ့နော်အဲ့လို mic ဆန်လဲတဲ့အခါမှာဒီ site တူရွယ်တူပဲလဲပါလို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော် site တူတဲတူလဲတာအဆင်ပြေတယ်ဒါမျိုးကျွန်တော်တို့ဒါနှစ်ချက်က mic နဲ့ကျွန်တော်တို့ဒီ site ကလေးမတူဘူးအရွယ်လည်းမတူတွေဟာလဲမယ်ဆိုရင်တော့အခုလိုပဲရမှာမဟုတ်ပါဘူးအဲ့ကျန်တော့ဒါလူပင်မန်းပဲဖြစ်သွားလိမ့်မယ်ပေါ့နော် okay ပါအဲ့ဒါကျွန်တော်တို့ဒီဗီဒီယိုဒီမှာပဲသုံးသပ်ချင်ပါတယ်ဒါဘာလို့လဲမရတာလဲဆိုဘာလို့လဲမရတာလဲလို့သိတဲ့ပရိသတ်တွေပါနေဒီဗီဒီယိုက comment မှာမေးခဲ့လို့ရတယ်ပေါ့နော်မေးခဲ့လို့ရတယ်ပြောခဲ့လို့ရပါတယ်ကျွန်တော်အချင်းအားတယ်ကျွန်တော်လည်းဒီဖတ်ကြည့်မယ်ပေါ့နော် okay ပါလားကျွန်တော်တို့ဒီဗီဒီယိုလေးဒီမှာပဲဆုံးသက်ချင်ပါတယ်အားလုံးပဲမင်္ဂလာရှိတော်လေးဖြစ်ပါစေ